ချင်းနေငါတို့ဆိုတာပြတော့ပဲကောင်းလားအေးကောင်းဒါတဆုခုတော့ရဟဲ့ဟိုမှာဆိုတာပြစားဟုတ်ငါလည်းမဝယ်ကဘူးဟဲ့စပြောင်းငါအမေရောမမေးပြလို့တဲ့ငါအမေပြေးဝယ်ခိုင်းတာလေဟုတ်ဒါလေးတူတူပဲအေးဟုတ်တယ်ဒါဆိုပဲရအောင်စိုက်စင်ပါလို့အော်ဟုတ်ကဲ့အမတို့ဘာယူမလဲမသိဖြစ်လို့အော်အမညီမတို့ဆိုတာပြတိချင်လို့ပါโอเคရှိပါရှိဒီမှာပဲရှင်းဆိုတာပြရတယ်အော်အမဒီဆိုတာပြဘာလဲအော်ညီမတို့အဲ့ဒီဆိုတာပြကလေ3,000ပဲကြားတယ်နော်ဟိုညီမလေးလည်းအတူတူပဲရှင်းအဲ့ဒါလည်း3,000ပဲနော်အမအားတရားလုံးပါတယ်နော်ဟုတ်တယ်ညီမရအားတရားလုံးပါတယ်အမခံတယ်နော်အမတို့ဆိုင်အော်အမကစစီလေးမတောင်းပဲဒီပင်းနဲ့ပဲရှင်းအေးညီမတို့ညောင်ပြောစလုံးကိပင်းနဲ့ရှင်းမလားဟုတ်အမယူလိုက်လိုက်နော်အော်အေးရတော့ပြီနော်ညီမလေးတို့ကလေပါလဲတကယ်လို့လေခုဖြစ်တယ်ဆိုရင်အဲ့ဒီဆိုလာပြလေးခုဖြစ်အမစီဒီမလေးအချိန်မရွေးလာခဲ့နော်ဟုတ်ကဲ့အဲ့ဒီဆိုလာပြအရင်ကောင်းနေလားအေးငါစီငါအရင်ပြောတာပဲဒီဆိုလာပြတဲ့ငါအမေကလည်းအရင်ပြောအမေခေါ်ဆက်လိုက်ငါပြောဟယ်လိုအမေတမီးလေးဆိုတော့ဟယ်လိုအမေတမီးလေးအမေမှာခိုင်းဆိုလာပြလေးဝယ်လို့ပြတိုင်းနော်အေးတမီးလေးဆိုလာပြလေးဝယ်ပြီးတော့နော်တာပြဆိုလာပြတင်ကိုရောက်တော့အခါဟဲ့ငါတမီးတို့ဝယ်ထားတဲ့ဆိုတာပြရရလဲအတူတွေလားငါတမီးတွေကတော့ကျင်းတွေထိတော့မှာပဲဆိုတာပြတယ်မှာပါမလည်းမပါဟယ်လိုအမေပါဆိုတာပြမရှိဘူးဟုတ်လားမပါဘူးတမီးကြည့်တော့မှရှိပါတယ်ဟုတ်အလင်ကတိလို့မဖြစ်ဘူးလေအမေတမီးအဲ့တော့ခသိန်းတောင်းနေပေးရတာအလင်ကတိမှာဒါပဲဒီမရှိဘူးသူကလည်းအလေးထားတဲ့တိုင်ထားပါတော့ဟဲ့ထားလိုက်ပါတော့ဟုတ်လားဒီအပေါ်ကဲခုကြည့်နေတဲ့လူတွေလည်းပစ္စည်းဝယ်ရင်ကြည့်နော်မကြည့်လို့ရှိရင်ဒီအမတစ်ယောက်လိုပဲလိုက်ထားပြီးပါပြီအလုံးကိုကြည့်စတင်ပါတယ် bye bye like and subscribe လို့commentပေးပါ